ကျွန်တော်တင်မှာကဒီJohn Thompson ဆိုတဲ့စာအုပ်လေးကိုတင်မှာပါဒီစာအုပ်လေးကတော့တကယ်ကို beginners level တဲ့လုံးဝမတည်တဲ့သူတွေဒီစာအုပ်လေးကိုတော်တော်လွယ်ကူပါတယ် basic တကယ် note တွေအကြောင်းတော်လေးသိသွားမှာပါเนาะဒီစာအုပ်လေးကုံသွားခါမှာဒါတလောက်ခွဲလောက်ဆိုရင်ဒါစာအုပ်လေးပြောင်းတည်နိုင်မှာပါနည်းနည်းတည်တဲ့ပိသားပါညာဒိုရမီဖာတည်တဲ့ပါညာဆိုတဲ့လူတွေကတော့ဒီစာအုပ်လိုတစ်ပတ်လောက်နဲ့နော်အလောင်းနဲ့ပြောင်းတည်လို့ရပါတယ်ဟုတ်ပါပြီကျွန်တော်ဒီစာအုပ်လေးနဲ့တင်ပါပါမသိခင်မှာအရေးကြီးဆုံးက keyboard တင်မယ်ဆိုရင် keyboard ပဲဖြစ် piano ပဲဖြစ်ပေါ့နော်ကျွန်တော်စတဲ့ how to find C ပေါ့နော် C note တွေသူကရှိတယ် C တန်ကိုကျွန်တော်စရှာမယ်ဆိုရင်ဘယ်လိုရှာမလဲဆိုတာအဲကျွန်တော်ရှင်းပြမယ်နော်လုံးမသိတဲ့လူတွေက C တန်ဒါကြီးမြင်ဘယ်ကဘာမှသိမှာမဟုတ်ဘူးလေအဲ့တော့ C ကိုဘယ်လိုရှာရနည်းကိုအလွယ်ဆုံးကျွန်တော်ရှင်းပြပေးမယ်နော် C ကိုရှာဖို့ဆိုဒီမှာ key အဖြူတွေရှိတယ် black key တွေရှိတယ်နော်အဲ့ဖြူရမဲရှိတယ်ဖြူရအမဲမှာဒီကျွန်တော် black key အုပ်စုကိုကြည့်မယ်ဆိုရင်သူကအုပ်စုနှစ်ခုရှိတယ်တစ်ခုက two keys groups ရနောက်3 key 2 key 3 key 2 key 3 key အဲ့ဒါ2 key 3 key တော့ alternate တစ်လှည့်ပြီးသွားရတယ်နော်အဲ့လိုသွားတဲ့အချိန်မှာ2 key ရှိတဲ့ black ဒီအမဲအောင်ခလုံးနှစ်ခုအုပ်စုကဘယ်ကဲ့ရဲ့ဘယ်တန်ဒီ C ဖြစ်ပါတယ်เนาะအဲ့တော့အဲ့ဒီကလုံးနှစ်ခုအမဲနှစ်ခုရဲ့ကဲ့ရဲ့ဘယ်ကဲ့ရဲ့နှုတ်တိုင်းဟာ C တန်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီစနစ်တစ်ခုလို့ဥမာကျွန်တော် C တန်ကိုရှောက်လို့ရပါပြီအဲ့ဒါဆိုရင်ထားပါဒါစီဒီC ပေါ့နော်ဒီကလုံးနှစ်ခုရဲ့ဘယ်ကဲ့ရဲ့ C ကလုံးသုံးခုမဟုတ်ကလုံးနှစ်ခု C ကလုံးနှစ်ခု C ဟုတ်ပြီเนาะဒါဆိုရင်ကျွန်တော်တို့လူစီတန်တွေကိုကျွန်တော်သိတော့ပါတယ်စီတန်တွေကိုထဲမှာထပ်ပြီးတော့ကျွန်တော် middle C ဆိုတဲ့အတန်ဒါအသုံးများမဲ့ဟာပေါ့နော်ဟာကျွန်တော်ပြပါတယ် middle C က C အများကြီးတဲ့ base C က middle C လဲဆိုတာ keyboard ဒီ piano ရှိမှထိုင်လိုက်မှဆိုတော့အလဲလောက်မှာဟိုလဲတက်တက်ကြီး center လဲတက်တက်ကြီးတော့မဟုတ်ဘူးဒါပေမဲ့လဲနည်းနည်းနီးစက်တဲ့ပုံလားအနည်းနဲ့အနည်းဆုံး C ဒီ black keys နှစ်ခုရဲ့ paper ကဒါ middle C ဖြစ်ပါတယ်เนาะ middle C ဒီကတော့ဒီ middle C next octave DC beginners level မှာဒီ octave နှစ်ခုလောက်ပဲဒီမှာပါနောက်ပိုင်းပိုခက်တဲ့ level ကျရင်တော့ပို့ပြီးတော့ပိုမြင့်တဲ့ higher lower ဖြစ်တဲ့ဘက်ကိုတော့မလို့ဆိုတော့ဒီနှစ်ခုကိုကျွန်တော်စတင်ပါပါဟုတ်ပါပြီကျွန်တော်ဒီဗီဒီယိုလေးက C ဘယ်လိုရှာမယ်ဆိုတော့ဗီဒီယိုလေးပါကျေးဇူးတင်ပါတယ်